အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတင်ဆက်ပေးချင်တဲ့ဇာတ်လမ်းလေးကတော့တိုင်းပရင်ဆိုတဲ့ဇာကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းစာကွီးတို့ဆောစီတီအကျော်တွေပေးပြီးဆောက်လွဲတွေဖြစ်နေပြန်ရောကိုမအကျော်တွေက touch screen မို့လားမသိဘူးထီတာနဲ့တာနာပိတ်တာအမဟိုကနေတွေလည်းမယုံကြည်နိုင်ဖြစ်နေတော့ကွီးကမျက်နှာကြီးဆွဲလာမြန်ရောအပြားလိုက်ကြီးကိုတကိုယ်လုံးပြောင်းချသွားတာပြီးမှသူကိုသူမျက်နှာထောင်ကြွမ်းကြွမ်းဆိုပြီးနောက်တစ်ယောက်ကအစိမ့်မဲ့ခယူအလုံးနဲ့သူတို့လည်းအကျော်ပိတ်နေတဲ့တဖြောက်ဖြောက်ကိုဝိုင်းပြင်ဒါဘလူဖားရိုးပါရောက်လာတော့ရောအကူမဆုလို့လားမသိဘူးဒါကိုအဝေးကနေပဲခုတ်တာရှောမလို့တွေဖြစ်ကုန်ရောအဲကနေတဖြောက်ဖြောက်လေးနေပူကြီးတဲ့လေလေးပြတောင်ကုန်းကခလေးလေးကအရင်ရောက်ပြီးသူလေဘာလို့မှမသိဖြစ်နေတဲ့အချိန်မှာကွီးတို့ရောက်ချလာပြီးလက်ကိုအရင်စားနှာခေါင်းသားတိလိုက်တာဒဏ်ရာတော်တော်ပြင်းတဲ့တွေဖြစ်ကုန်ရောကိုမအိတ်ဆွေးထထောင်တီးကြနေရတယ်သူတို့လေဆေးကူးမှရမယ်ဆိုပြီးပြောင်ရိပ်ကိုခေါ်ချလာတာငနေကကူးလို့မရတော့ဘူးခိုးမဝင်သွားတာသူဘာသူပြန်တတိရလာမှဆိုတာနဲ့ကွီးတို့လေနေစားလေးနဲ့ကလေးလေးကိုထားခဲ့ပြီးဟိုကနေတွေကိုပြင်းဖို့ဒိုးချလာဒီဘက်မှာကလေလိပ်ပြမယ်အငယ်မကိုအစိမ့်မဲ့ခူကတီးဖို့လုံးနေပြန်ရောကိုမလူလေးနှစ်ယောက်တစ်ပိုင်းနဲ့ကိုဟိုဘက်ဒီဘက်ရှုံနေတာအဲချိန်လက်တိုင်းသမားထူးထူးရောက်လာပြီးထူးထူးလေမလုပ်ဖို့ဒါကွီးတို့ကလေဒီဘက်မှာလိပ်ပြမယ်ကိုလိုက်ရှာဖို့ထွက်လာရင်တိုင်းသမားကရိုက်နေပါတယ်ဆိုပစိုးချက်ပြုံးနဲ့စီမရလို့ခြေချင်းရှောက်ချလိုက်တဲ့ကောင်ကပါသေးတယ်ကိုမအဲကနေသူတို့လေတထောင်စားနဲ့တွေ့ဒါနဲ့တထောင်စားမလားနှစ်တောင်ကျွေးမယ်ဆိုပြီးသူတို့ကိုသတင်းပေးခိုင်းတာငနေကအဆုံလျှောက်သွားနေတော့သူသိရင်ပြောပြမယ်ဆိုတာနဲ့ကွီလေလိပ်ပြမယ်အကြောင်းပဲတထောင်စားကတီးအောင်နေမဟုတ်ဘူးအင်ဖော်မာဖြစ်နေတော့ငနေတွေလေသူပေးတဲ့လိပ်စာတိုင်းလိုက်ခဏနေတော့ကြွမ်းကြွမ်းရောက်ချလာပြီးသူတို့ဆင်ထားတဲ့ကွင်းတွေရောက်သွားလို့တထောင်စားကိုဆူချတာတထောင်စားကကွီနဲ့ဘူဘီကိုအတုံးလိုက်ဖတ်တယ်လို့နေတော့ကြွမ်းကြွမ်းလေးဂျေဝင်ပြီးတထောင်စားကိုအတုံးထုထုတ်ပလိုက်တာတထောင်စားလည်းရှော့ကွီကလည်းနေယူကင်းနဲ့နှစ်ဖူးတဲ့သကုံးပေါပြီးဒိုးချလာတာဘယ်ရောက်လာမှမသိပြန်ဘူးကိုမဘာမှမသိဘူးအိမ်မမနေသလိုပဲဟိုရောက်လိုက်ဒီရောက်လိုက်နဲ့မနဲ့ဆက်ဆက်နေရတယ်အဲ့ဒါပြောနေနေပဲအဒရီယာနိုတို့ပါရောက်ချလာရောသူတပည့်ဂျွန်နီထန်နဲ့ကိုမဂျွန်နီထန်လေကွီးနဲ့ထွေတော့ပိုင်းကားရိုက်နေရပြီအမသူတို့လေကွီးကိုအပြုတ်ဆော်ဖို့ဝိုင်းတိုင်မင်းဒီဘက်ကလိပ်ပြမယ်နဲ့အစိမ့်မဲ့ကလည်းအလကားတွေပြဿနာတက်နေတာခြေထောက်တွေနဲ့ကန်ထုတ်လိုက်လို့ဘယ်နေရာတွေထီးလို့အထီးကုန်မှမသိဘူးကိုမအဲ့ဒါကိုထူးထူးကတာတော့ထူးထူးနဲ့အစိမ့်မဲ့တို့ပြေးကုန်ပြန်ရောဒါပေမဲ့ထူးထူးကိုအစိမ့်မဲ့ကမရှင်းနိုင်တော့ငနဲမှလည်းမောင်းထူးထူးလေလိပ်ပြမယ်ကိုကဲထုတ်သွားတာလေးဘော်တွေထပ်ပြန်ပြန်ရောကိုမသူတို့ပဲကောင်းတယ်ရေးနာမလို့ဘူးအသုံးတွေပြန်ထုတ်နေတာအရှိလိုက်ကြီးတွေဒါလေပြေးလို့မလို့တော့ထပ်တီးကုန်ကြပြန်ရောထူးထူးကလည်းဒရုံးတိုက်ကွက်နဲ့ဓားတွေကိုထိန်ချုပ်ပြီးတိုင်းဖာယိုကလည်းသူ့ထပ်အစင်းမြင်တော့အသကုံပြေးဒါလည်းမလို့တော့စော်လေးကိုပဲပြေးခိုင်းပြီးအချစ်တော့အသက်ပဲတည်တည်လုံးနေတာဒါပဲတော့ပြန်ပြန်ရှောတာပဲအဲကနေစကားတွေထများပြီးတော့ခိုးမဝင်နေတဲ့တဖြောက်ဖြောက်ကိုလာတီတာဂျားတွေကပြောင်ကြီးကရှော့သွားပြီရောရှော့တော့ခလေးလေးနဲ့ထပ်တီခလေးလေးကလည်းအကျော်က touch screen ဆိုတော့သူလည်းအကျော်ပိတ်ခံလိုက်ရပြန်ရောဒါနဲ့နေဆန်းနေလေထိုးမဲ့လို့သူကမထိုးတော့အစိမ့်မဲ့ကထပ်လို့လေတာအစိမ့်ထပ်ပြီးသွားလို့တရားထပ်တိုင်ရပြန်ရောရှုပ်ခံနေရပဲကိုမဇန်ညုံကကွီးသားများအေးချင်ဘူးလူနဲ့ထားရေးထားလာမသိဘူးအကျော်ပိတ်လိုက်အစိမ့်မိလိုက်အတွင်းတိုင်ရလိုက်တရားထိုင်လိုက်ပြန်ကောင်းသွားလိုက်နဲ့သူတို့ကိုသူတို့ဖုံးတွေမှာထင်လာမသိဘူးပြက်လိုက်ပြင်လိုက်ဖြစ်နေတာအဲကနေအငယ်မလေးရောက်ချလာဖားရိုးလေးရောက်လာပြီဒါအောင်မခုတ်ဘဲနဲ့အသုံးလေးဆုံးမွေနေပြန်ရောအယောင်တွေထွက်လာတော့မှအဲအယောင်တွေနဲ့ချအဲကနေအငယ်မကိုတဲ့ဂွင်းကြီးဝင်ချတော့ဘာမှလုံးမရတော့ပဲအပြက်ဖြတ်မဲ့လို့ဒါခိုးမဝင်နေတဲ့တဖြောက်ဖြောက်ကသတိရလာလို့အတွင်းရနဲ့ထားကြွေတာဖားရိုးလေးကြောက်ပြီးပြေတဖြောက်ဖြောက်ကလည်းနောက်ဆုံးကြံတဲ့အတွင်းရနဲ့အသုံးကိုထုတ်တီလိုက်တော့ရောကပိုးဆိုးသွားတာနဲ့သူတို့လည်းနေရရွှေကွီးတော့ပြန်ရောက်လာတော့သူတို့မတွေ့တာနဲ့ထလိုက်ရှာတာလာမဂျွန်ညွန်ကအတောက်လိုက်ကြီးလေးပေါ်ပြန်နေရနဲ့ကွီလေစုံစုံထားနဲ့နောက်ကလိုက်အမဂျွန်နီတက်ပါရောက်နေရနဲ့သူကို၃ယောက်ပေါင်းပြီးဝိုင်းတီတာသူ့ကိုမရှင်းနိုင်ပြန်ဘူးမရှင်းနိုင်တော့သူလေစော်လေးစီပြန်ချလာလာရင်ဂျွန်ညွန်ကရုပ်ပြောင်းပြီးစော်လေးကိုဖမ်းချသွားပြန်ရောဟိုပါအဲကနေအဒရီယာနိုပါသူနဲ့သူ့အဖေကစော်လူတဲ့ကိစ္စနဲ့ရန်အကျွေးရှိလို့ငနဲကိုပါအထက်အပြတ်ဖြစ်မယ်ဆိုတော့အဖိုးကြီးနဲ့သူနဲ့ကပညာချင်းထူနေတာဒါနဲ့အဖိုးကြီးလေပြန်ပြေးရင်ကစော်လေးစီမှာအမှုမျိုးအတွင်းအားဆေးလုံးရှိတယ်ဆိုတာနဲ့အဲ့ဒါယူဖို့လို့ရင်ကဟိုဘဒီဘတ်ဒီအပြန်လာဖမ်းပြီးတောင်ဆောင်တွေပါပတ်ပြေးပြီးဆရာကြီးတို့အိမ်ထီလိုက်တီတာဘူဘီကိုကဲလာနိုင်ပြီမဲ့ဘူဘီကကြွမ်းကြွမ်းဖြစ်နေလို့ထာအကျော်ပိတ်ခံပြန်ရောဟိုပါဒါနဲ့သူကိုတိုင်းညံရေးခိုင်းအနေလေစော်လေးကိုဆိုရင်တော့တိုင်းညံရေးပြီလားကြောင်မွေးနဲ့ဟိုမှာအလိုနဲ့တိုင်းညံကို15မိနစ်နဲ့အပြီးရဲ့ပြီးလဲမဲ့လို့တော့လေဟိုငနေတွေကဂတိမတီပြန်ဘူးဒါနဲ့ကွီလေအကုန်လုံးနဲ့ပြိုင်တူတီးထုတ်ပြီးတော့လေပေါ်ဝ
ဝင်ရမောက်တွေပါချွေတာထူးဆန်းချတရုတ်တွေတောင်အဲ့လောက်မတရုတ်ဘူးအဲကနေစောက်ထိုးနောက်တဖြောက်ရောက်ရောက်ချလာတော့တီးကြမယ်ကောင်းကောင်းတွေဖြစ်ကုန်တာဂျွန်နီတလည်းရှောအစိမ့်မဲ့လည်းရှောအဒရီယာနိုလည်းရှောပြီးဖားရိုးတကောင်နဲ့ကြာတာငနေကအနုမျိုးအတွင်းအားစီတောက်ချလိုက်ရောကိုမအခက်ကအနုမျိုးဆိုတဲ့အခေါ်ကပေါ်နေပြီလားမသိဘူးအတော်နဲ့နာမည်ပေးပြီးချတာငနေအတွင်းကထိမရတော့ဘူးနောက်ဆုံးဘလို့မနိုင်တော့ပါဖူဖီကသူ့အမေကိုတိုင်းမချတော့ဘူးလို့ခရီးပေးထားတဲ့အတိုင်းကိုပြန်သုံးတာသူကကွီးထအောင်ချမ်းသေးတယ်ကွီးခေါင်းပေါ်တက်ပြီးအတော်တီးထုတ်ပေးလိုက်တာဖားရိုးရှော့သွားတော့မှသူတို့လည်းအချောက်ပုတ်ကိုစီနဲ့အသက်ရဆုံးတီးထုတ်သွားရင်ပြီးဆုံးသွားပါပြီပေးချင်တဲ့ message ကတော့တိုင်းမတရားကျွမ်းရင်တယောက်တစ်ပြားတီးရတယ်ဆိုတော့ပဲကိုမအချောက်ပုတ်ပြောတာပါကိုမအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ